ဆရာကြီးဒီနဲ့တက်ချင်တယ်တင်တန်းချင်းလည်းတက်တာကျတယ် ဒါအပြင် IIDC နှစ်နှစ်ပြည့်အနေနဲ့ပထမဆုံးလာမယ့်ကျောင်းသားကျောင်းသူ9ယောက်ကို discount 2သိန်းပေးမယ်ဆိုရင်ရောစိတ်ဝင်စားပါ ဆရာကြီးတွေကဘယ်လိုတက်ရောက်ဖို့တင့်တော်ရလဲ အထက်တန်းပညာမပြီးဆုံးသေးတဲ့သူတွေအထက်တန်းပညာကိုအချိန်တူတူအတွင်းမှာပြီးကျင်တဲ့သူတွေနဲ့16နှစ်ပြည့်ပြီးတဲ့သူတွေအနေနဲ့ကြီးတွေကိုရွေးချယ်လို့ရတယ်ပြီးတော့ international college တွေ university တွေမှာ IT business engineering major ရွက်တွေကိုလိုချင်တဲ့ကျောင်းသားကျောင်းသူတွေကလည်းကြီးတွေကရွေးချယ်တဲ့ educational pathway တစ်ခုဖြစ်တယ်တနည်း ဟုတ်ကဲ့ဆရာဂျီးဒီကြောင်းရွေးတဲ့အခါမှာတင်းနေကြီးတက်တာတစ်ခုလေးကိုလည်းကြည့်ပြီးရွေးပါဆရာ သင်တန်းကြီးတက်တာတော့လည်းကောင်းတာပေါ့ကွာဒါပေမဲ့လည်းတကယ်တမ်းကြီးတွေကိုတက်မယ်ဆိုရင်သင်တန်းကြီးထက်စာအုပ်သေချာနားလည်အောင်သင်ကြားနိုင်ဖို့နဲ့ကိုမသိတဲ့ဟာတွေကိုအနည်းကသင်ယူနိုင်ဖို့ကပိုပြီးတော့အရေးကြီးတယ်ကျွန်တော် IIC မှာကျောင်းသားတစ်ယောက်ချင်းစီကိုချီချီမိမိနဲ့အနည်းကသင်ကြားနိုင်ဖို့အတွက် intake တစ်ခုချင်းစီတိုင်းကိုတတ်မှတ်လူကြီးဆက်ရောက်ထားပြီးတော့ပဲသင်ကြားပေးတာဖြစ်တယ် ဟုတ်ပါရဲ့ရှင်တမီးကိုယ်တိုင်ကလည်းဒီ ILC မှာတက်ပြီးခဲ့ကျောင်းသူပြောက်ဖြစ်ပါတယ်ဆမွေးပွဲအတွက်ပြင်ဆင်ဖေးရုံတောင်မကပဲကြီးဒီအောင်ရဲ့နောက်မှာဘာတွေဆက်လုပ်လို့ရတယ်ဆိုတော့ education ဖတ်တွေကိုတေးသေးချာချာလမ်းလို့နီလန်းပြတတ်ပြတဲ့အတွက်ကြောင့်မလို့စိတ်ချ EC တင်တန်းကျောင်းကစိတ်ချရပါတယ်ရှင် ကြီးတွေကိုအချိန်တူတူနဲ့တက်ရောက်ချင်တဲ့သူတွေအတွက်ဆက်မှာသတင်းကောင်းခုရှိပါတယ်လာမယ့်အော်တိုဘာလ10နေ့ကြာလို့ရှိရင်ဆရာတို့တင်တန်းကျောင်းမှာ batch 9ကို foundation class ကို preparation class ကို online ရော off campus ကိုဖွင့်လှစ်ပေးမှာဖြစ်ပါတယ် ဒါဆိုကြီးဒီတက်ဖို့စဉ်းစားနေတဲ့သူတွေအတွက်အခွင့်အရေးကောင်းတစ်ခုပဲเนาะ ဒါကြောင့်တင်းနေကြီးတဲ့တက်တာချင်းနေဆိုရင်စာအုပ်လည်းတခြားလေ့လာခြင်းနဲ့ဆိုရင် EC ရဲ့ October Intake Batch 9ကိုအခုပဲ Hello လောက်လိုက်တော့နော်